စာလံကျမ်းအခန်းကြီး46ဘုရားသခင်သည်ငါတို့ခိုလုံရာဖြစ်၍ခွန်အားကိုပေးတော်မူ၏ဘေးရောက်သည့်ကာလအထူးသဖြင့်ကူမတော်မူကြောင်းထင်ရှားလက်ရှိထို့ကြောင့်ပထဝီမြေကြီးသည်ရွေ့သွား၍တောင်များတုန်လှုပ်လက်သမုတ်တရားသို့ကြတော်လဲငါတို့သည်ကြောက်လန့်ခြင်းမရှိသမုတ်တရားရေသည်ဟုံးဟုံးမြည်၍မွေနောက်ပါလေစီလှိုင်းတဘိုးထသည်ဖြင့်တောင်များတုန်လှုပ်ပါလေစီမြစ်တမြစ်ရှိသည်ထိုမြစ်ရည်သည်စီး၍ဘုရားသခင်မြုပ်တီးဟူသောအမြင့်ဆုံးသောဘုရားကျိန်းဝတ်တော်မူရာတန်ရှင်းသောမြို့တော်ကိုရွှင်လန်းစေတတ်၏ထိုမြို့သည်ဘုရားသခင်ကျိန်းဝတ်တော်မူရာဖြစ်၍တုန်လှုပ်ခြင်းမရှိရာမိုးတောက်လင်းစ၌ဘုရားသခင်ကူမတော်မူလိမ့်မည်လူမျိုးတို့သည်ဟုံးဟုံးမြည်ကြ၏တိုင်းနိုင်ငံတို့သည်တုန်လှုပ်ရှားကြ၏ဗျာဒိတ်တံကိုလွှတ်တော်မူ၍မြေကြီးသည်အရေဖြစ်လေ၏ကောင်းကင်ဘိုးချေအရှင်ထာဝရဘုရားသည်ငါတို့နှင့်အတူရှိတော်မူ၏ယာကုပ်အမျိုး၏ဘုရားသခင်သည်ငါတို့ခိုလုံရာဖြစ်တော်မူ၏ထာဝရဘုရားစီရင်ပြုပြင်၍မြေကြီးပေါ်မှတုတ်တင်ပဲရှင်းအမှုတော်များကိုလာရကြည့်ရှုကြလော့လေးကိုချိုးလက်လှံကိုအပိုင်းပိုင်းဖြတ်လက်ယထာကိုမိရှို့လက်မြေကြီးစွန်းတိုင်အားစစ်မှုကိုငြိမ်းစေတော်မူ၏ငြိမ်ပုလက်နေကြလော့ငါကဖယားသခင်ဖြစ်သည်ဟုသိမှတ်ကြလော့လူတို့တွင်ငါသည်ဘုံပွင့်မီမြေကြီးပေါ်မှာဘုံပွင့်မီကောင်းကင်ဘိုးခြေအရှင်ထာဝရဘုရားသည်ငါတို့နှင့်အတူရှိတော်မူ၏ယာကုပ်၏ဘုရားသခင်သည်ငါတို့ခိုလုံရာဖြစ်တော်မူ၏